皆さんお元気ですか？ဒီနေ့အန်ဒူရှင်ကန်စင်ဘုံဘိုရဲ့အခန်းဆက်လေးတွားကြည့်အောင်အဲ့တော့ပထမဆုံးအကြည့်ဘယ်မှာဆိုလို့ရှိရင်နိမုံခါခါဝါရစုနိမုံခါခါဝါရစုကဲအဲ့တော့အငင်းပုံစံလေးပေါ့နော်စုနဲ့စုံထားတယ်ဆိုတော့အဲ့တော့သူကဘယ်နေရာမှာသုံးလဲဆိုရင်ကြည့်ကြည့်အောင်နာနီနာနေနီးွားတဲ့အေကျော်စားတဲ့နိုင်တဲ့အရုခိုတိုစုလို့ဆိုတော့ရှေ့မှာရှိတဲ့အကြောင်းအရာတစ်ခုကိုအေကျော်တက်ရောက်မှုစားတဲ့နိုင်တဲ့ဆိုတော့တက်ရောက်မှုမရှိစေဘဲနဲ့အရုခိုတိုစုလို့လုံးစရာရှိတာကိုလုပ်တာပေါ့နော်အဲ့တော့နိမောခခဝါရစုဆိုတာကရှိကအကြောင်းအရာတစ်ခုကိုအဖြစ်အပျက်ကိုတက်ရောက်မှုမရှိဘဲနဲ့ပြောမယ်ဆိုရင်ဂယုမဆိုင်ဘဲနဲ့အရုခိုတိုစုလို့လုံးစရာရှိတာကိုလုပ်တယ်ဆိုတဲ့ပုံစံလေးအောက်ဆုံးမှာသူပေးထားတာက全体として前の事実に影響されないことに対する驚き意外感を表すအဲ့တော့အဖြစ်အပျက်တစ်ခုလုံးကိုခြုံပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုံစံကကြတော့ဒီရှိမှဖြစ်နေတဲ့အဖြစ်အပျက်ကိုတက်ရောက်မှုမရှိဘဲနဲ့လုပ်ရရှိတာကိုလုပ်တယ်အဲ့ဒီအပေါ်မှာမှ驚きတင်တာရှိမယ်意外感ဆိုတာကမမျှော်လင့်တဲ့ခံစားချက်ပေါ့နော်မမျှော်လင့်ထားတဲ့ပုံစံတွေကိုဖော်ပြတယ်တဲ့အတူနီကနောက်မှာကကြတော့ဝါရှာနိုခီဖို့ပြောသူရဲ့ဆန္ဒတွေဒီပြီးရင်အီကိုရည်ရွယ်ချက်တွေကိုအာရဝစုပုံဖော်ပြတဲ့စာကြောင်းတွေဟာဒါရခီကကဲနော်ပုံကကိုနိုင်ဆိုလှုပ်ဆော်တဲ့စာကြောင်းပုံစံတွေမလာဘူးတဲ့ဆက်စုစုကကြတော့နောင်ရှိမယ်ခစုကေဦးမှာနာခေယောရှိဆိုရင်ဓာဖြုတ်တရားတို့နောင်ဆိုလဲဓာဖြုတ်တရားတို့ပေါ့ကဲတော့ရေပုံလေးကြည့်အောင်အကြည့်ဘက်မှာကစေတိုခိုဂျီနိုဟီတိုတာချီဝအာကုတင်ကိုနိမူခခဝါရစုစာပြောကိုစုစုကဲတဲ့တို့အဲ့တော့ဒီရေပိုက်ဒီပြုပြင်နေပေါ့နော်ဆောက်လို့ရေကလူတွေကတဲ့ရာသီဥတုစိုးရွားနေတာတော့မှပဲခယူးမဆိုင်ပဲနဲ့ဒီအလုပ်ကိုဆက်လက်လှုပ်ဆောင်နေပါတယ်တဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်ရာသီဥတုစိုးရွားနေရဆိုလို့ရှိရင်ပုံမှန်ဖြစ်ခဏနားတာပဲဖြစ်ဖြစ်ရက်လိုက်တာပဲဖြစ်ရှိမယ်ပေါ့ဒါပေမဲ့သူတို့ကရာသီဥတုစိုးရွားနေတော့ခယူးမဆိုင်ပဲနဲ့သူတို့ရဲ့အလုပ်ပေါ်မှာရာသီဥတုကတက်ရောက်မှုမရှိစေပဲနဲ့လုံးကြရှိတဲ့အလုပ်ကိုပဲဆက်လုပ်နေတယ်။အဲ့ဒီအပေါ်မှာမှသူကဥဒရိုခီအန်အားတင်စရာမဟုတ်ဟဲ့ရာသီဥတုဒီလောက်ဆိုးရွားနေတော့မှပဲသူတို့ကအလုပ်ကိုမနာပဲနဲ့ဆက်လုပ်နေတယ်ဆိုတဲ့အန်အားတင်မှုမမျိုးလင်းထားတဲ့ခံစားချက်အဲ့လိုမျိုးကိုပြောတာနော်။နောက်တစ်ခုနိဗ္ဗာန်မှာကနာဂမူရာစင်စေဝအိုイソガシいにもかかわらず心よく僕のレポートをチェックしてくださった。အဲ့တော့နာဂမူရာစင်စေကအလုပ်ရှုပ်နေတာတော့မှပဲသူအလုပ်တွေဒီလောက်များနေတာတော့မှပဲသူ့အလုပ်တွေခဏဖယ်ထားပြီးတော့ဒီစိတ်တဘောထားကြီးစွာနဲ့ငါရဲ့အစီအကံစာကိုစစ်ဆေးပေးခဲ့တယ်တဲ့နောက်တစ်ခုစမ်းပတ်မှာကအာရှိကိုဤသားမဲတန်းနေမှုခါပါလာစုမူရာတာစင်ရှူဝမာရဇွန်ခိုဆူကိုဆိုင်ကုန်မှာတဲ့ဟာရှိတာအဲ့တော့ကျွန်တော်နာနေခဲ့တာတော့မှပဲသူကဂယုမဆိုင်ပဲနဲ့ဒီမူရာတာဆိုတဲ့လေရွေးစင်ကားတဲ့အပြေးပွဲကိုလုံးဝအဆုံးထိကိုရအောင်ပြေးခဲ့တယ်တဲ့အဲ့တော့နိမုံခါခါပါလာစုဆိုတာကဖြစ်နေတဲ့အဖြစ်အပျက်တစ်ခုကအဲ့ဒီအဖြစ်အပျက်ပေါ်မှာသူကတက်ရောက်မှုမရှိဘဲနဲ့လုံးစရာရှိတာကိုလုံးနေတယ်ဆိုတဲ့ပုံစံပြောမယ်ဆိုလို့ရှိရင်ဘာပဲဖြစ်ခယူးမဆိုင်ဘူးကိုးစားကိုလိုရမယ့်ကိစ္စကိုတော့ပြီးအောင်လုပ်မှာပဲဆိုတဲ့ပုံစံမျိုးသွားတာပေါ့နော်ကဲနောက်တစ်ခုနိဗ္ဗာန်မှာကကြတော့သူကမိုနိုနော့ရဲ့တိုဝါအီမိုနိုနော့အဲ့တော့မိုနိုနော့တိုဝါယူမိုနိုနော့ဆိုတာကကြတော့နာနေနာနီဝါ事実なのだがその事実から当然想像されることが起こらないအဲ့တော့ရှိမှအဖြစ်အပျက်တစ်ခုကအမှန်တရားဆိုပေမဲ့လို့အဲ့ဒီအမှန်တရားအဖြစ်အပျက်ကနေပြီးတော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်မှန်းဆလို့ရနိုင်တယ်ဒါပေမဲ့ဒီမှာကကြတော့မှန်းဆလို့မရနိုင်တဲ့အကြောင်းအရာမှန်းဆလို့ရတဲ့ကိစ္စမျိုးဖြစ်မလာဘူးတဲ့အဲ့တော့ဆိုလိုချင်တာကမိုနိုနော့တိုဝါယူမိုနိုနော့ဆိုတာကဒါကတော့အဖြစ်အပျက်ဒါအမှန်တရားလက်တွေ့အခြေအနေဆိုပေမဲ့လို့အဲ့ဒီလက်တွေ့အခြေအနေကနေပြီးတော့ပုံမှန်အဖြစ်မှန်းဆလို့မရဘူးလို့ပြောတာအဆုံးမှာက事実またはတဲ့確実性が高いことにつくအဲ့တော့ဒီအဖြစ်ပြက်အပြင်ကိုသူက確実性ဆိုတာကတိကျသေချာမှုမြင်မာတဲ့အကြောင်းအရာမျိုးပေါ့တိကျသေချာမှုကတွဲကပ်ပြီးတော့ပါတယ်အဖြစ်ပြက်ဆိုရင်တော့မှတိကျသေချာမှုပါတွဲကပ်ပြီးတော့ပါတယ်ပြောလို့ချင်တာအဲ့ဒီအဖြစ်အပျက်ကတေးကြတဲ့အမခံနေဆိုတဲ့ပုံစံမှန်နေဆိုတဲ့ပုံစံပေါ့နော်အတူနီကနောက်မှဆိုရင်တဲ့စိုးစိုးစားတဲ့တို့တိုးဒီတေဝနိုင်
မှန်းထားတဲ့အတိုင်းမဟုတ်ဘူးမားတာမွန်တိုင်းကအားတို့နောက်ထပ်ပြဿနာရှိသေးတယ်အခက်အခဲရှိသေးတယ်ဆိုတဲ့ပုံစံမျိုးအီမီのဘုံကခုတို့စာကြောင်းမျိုးလာတယ်ဟာတာရာခိကကဲのဘုံကခုနိုင်လှုပ်ဆော်တဲ့စာကြောင်းမျိုးမလာဘူးအဲ့တော့ဆင်းစစ်သူကမှကြတော့သူကဒီဒိုရှိဖူစုကေကိုမှနားပြုတ်ကွန်မန့်နဲ့နာခေယရှိဆိုလို့ရှိရင်သူကထားပြုတ်နားရှိမယ်တရားတို့ပေါင်းရှိမယ်ဒါမိုနိုနောပေါ့တိုဝါယူမိုနိုနောကကြတော့နောက်ရဲ့ဖူစုကေကိုမှဒီဒါပေါင်းတဲ့ပုံစံလေးပေါ့ဒါကတူနဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့လွယ်ပါတယ်ကဲအဲ့တော့လေးပုံကြည့်ချအောင်အေးစီဘက်မှာကအရှိတောနောတင်ကီဒက်ဆိုတော့မနေ့ပြန်ရဲ့မူလီဝတာအခြေအနေဖြစ်ပါတယ်တဲ့ခန်တိုချီဟိုဝဟာဒဲရုမိုနိုနောခါသေးကဆွေးရမယ်ဆောင်းမကုခံကြည့်ထားတဲ့လူတွေရှော့တဲ့အဲ့တော့ဒီမနေ့ပြန်ရဲ့မူလီဝတာမှာပေါ့နော်ဒီခန်တိုဒေတာမှာဆိုလို့ရှိရင်နေသားတယ်ဆိုပေမဲ့လို့ခန်တိုဒေတာဘက်မှာတော့နေသားနိုင်တယ်နေသားပါမယ်ဆိုပေမဲ့လို့တဲ့လေတိုက်တာပြင်းတဲ့အတွက်ကြောင့်မို့လို့အေးမြတ်ခံစားနိုင်ပါတယ်ပြောမယ်ဆိုလို့ချင်တာကနေသားတယ်ဆိုပေမဲ့လို့လေတိုက်တာပြင်းတဲ့အတွက်ကြောင့်မို့လေဖိအားပြင်းတဲ့အတွက်ကြောင့်မို့လို့အေးနိုင်ပါတယ်လို့ပြောချင်တာအဲ့တော့ဒီမှာဆိုလို့ရှိရင်ပုံမှန်အဖြစ်နေသားတယ်ဆိုလို့ရှိရင်နွေ့နွေ့ထွေးထွေးရှိမယ်ပေါ်ပေါ်ရှိမယ်လို့ပုံမှန်အဖြစ်တိုးစင်းဆိုးပုံမှန်အဖြစ်မှန်းဆနိုင်တယ်ဒါပေမဲ့လို့အဲ့ဒီမှန်းဆထားတဲ့အကြောင်းအရာတိုင်းတကယ်မဟုတ်ဘူးလေတိုက်ပြင်းတဲ့အတွက်ကြောင့်မို့လို့အေးမြနိုင်တဲ့နေသားတယ်ဆိုပေမဲ့လို့အေးမယ်ဆိုတဲ့ပုံစံမျိုးအဲ့လိုသွားတာနော်နောက်တစ်ခုနီးပြန်မှာကကြတော့ခိုးကောင်းတဲ့ကီမိုနိုကတာမိုနိုနော်ခီရိုချန်စုကနိုင်အဲ့တော့ဒီတန်ဖိုးကြီးပြီးတော့လုံးဝဒီကီမိုနိုကြီးကိုဝယ်ထားခဲ့ပေမဲ့လို့တဲ့ဝေးရမယ်အခွင့်အရေးကမရှိဘူးနောက်တစ်ခုစမ်းပမှာဆိုလို့ရှိရင်ဖူခဲကီတိုဝါအီမိုနိုနော်ဟီတိုဘီတိုနော်ရောကျော်ဝအကာရီအဲ့တော့ဖူခဲကီဆိုတာကသူကဒီစီးပွားရေးကြဆင်းတာပြောတာစီးပွားရေးကြဆင်းနေတယ်ဆိုပေမဲ့လို့လူတွေရဲ့ဒီရောကျော်ဒီပုံသဏ္ဍာန်တွေကဒီအမူအရာတွေကပေါ့နော်အသွင်ပြင်တွေကအာခရီတက်ကြွနေတယ်တွက်လက်နေတယ်လန်းဆန်းနေတယ်ဆိုတဲ့ပုံစံအဲ့တော့ပုံမှန်ဖြစ်ဆိုရင်စီးပွားရေးကြဆင်းမယ်ဆိုရင်မှန်းဆလို့ရတာလူတွေစိတ်ညစ်နေမယ်ငေးငိုက်နေမယ်အဲ့လိုပုံစံမျိုးပေါ့မှိုင်နေမယ်အဲ့လိုပုံစံမျိုးဆိုပုံမှန်ဖြစ်တွေးလို့ရပါမယ်လို့ဒီမှာသူကပုံမှန်တွေးလို့မရတဲ့အရာပုံမှန်တွေးထားတဲ့အတိုင်းမဟုတ်တဲ့အရာကစီးပွားရေးကြဆင်းနေတယ်တာပြောတယ်လူတွေကတော့တက်ကြွနေတယ်လန်းဆန်းနေတယ်ပေါ်ပါနေတယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့ဆန့်ကျင်ဘက်နောက်တစ်ခုရုံးပတ်မှာက手術は成功したとはいうもののまだ心配だအဲ့တော့ operation ဒီခွဲစိတ်ကဝင်လိုက်တယ်ခွဲစိတ်က operation ကခွဲစိတ်လိုက်တာကအောင်မြင်ခဲ့တယ်ဆိုပေမဲ့လို့မသာရှင်းပိုင်းတာနောက်ထပ်စိတ်ပူရသေးတယ်တဲ့အဲ့တော့ဆိုလိုချင်တာကဒီမှာကအောက်ဆုံးမှာပေးထားတဲ့မသာမွန်တိုင်းကအားတို့ပြဿနာရှိသေးတယ်ဆိုတဲ့ပုံစံလေးနဲ့သူကတက်ကြိုက်တာပေါ့နော် operation ကအောင်မြင်သွားပြီဒါပေမဲ့လို့စိတ်ပူရသေးတယ်ဆိုတဲ့ပုံစံမျိုးလေးရမယ်နော်